ဂျပန်လာဖို့လုပ်နေတဲ့လူတွေဖြစ်ဖြစ်ကျွန်တော်လိုမျိုးဂျပန်မှာနေတဲ့လူတွေတော့တော်တော်လေးဆင်ပြေတဲ့အရာကိုကျွန်တော် share ပေးခြင်းတယ်အဲ့ဒါတော့ဗျာဒီ iOS app ဆိုတာလေဒီဆိုကျွန်တော်ကိုယ်လည်းတုံးနေတယ်ဒီထဲမှာတော်တော်မိုက်တယ်ဗျာကျွန်တော်ဂျပန်ရောက်ရှင်တရားတည်ရင်တော်တော်လေးဆင်ပြေခဲ့မှာဘာလို့လဲဆိုဒီမှာဗျာတည်င်းနေဖက်လို့ရတယ်အိမ်လဲရှောင်လို့ရတယ်အလုပ်ပါရှောင်လို့အလုပ်ထဲမှာဆိုအချိန်ပိုင်းအချိန်ပြည့်ရအစုံပဲကျွန်တော်ဂျပန်ရောက်မြန်မာတွေအတုံးတဲဖို့အတွက်လှုပ်ထားတယ်ဆိုတော့ကျွန်တော်ကတော့အခုလောလောဆယ်အလုပ်ကောအိမ်ရောရပြီဆိုကျွန်တော်ဒီမှာတည်င်းနေဖက်တယ်ဒီထဲမှာဗျာပေါက်ရရတယ်တင်လို့မရဘူးပေါက်ရတင်လို့မရဘူးဆိုတော့ဒီအိမ်နေအလုပ်တွေဆိုတော့ဗျာပေါက်ရတင်အလိန်ညာရှောက်တင်တိုင်းတင်လို့မရဘူးဗျာဒီထဲအိမ်နေအလုပ်တွေကဗျာတင်တိုင်းတင်လို့မရဘူးတင်လို့ရှိရင်လည်းသူကကျွန်တော်နောက်တဆင့်ဖြတ်ရတယ်ဗျာယုံကြည်စိတ်ချရတာမှာစတိုင်ကနေဖတ်ပေးတာအလုပ်လျှောက်ရလဲစင်ပြေဘာလို့လဲဆိုကျွန်တော်မြန်မာလိုပဲရှောက်လို့ရတော့ language barrier မရှိဘူးဗျာအဲ့တော့ဂျပန်စာတိတ်စင်မပြေဒီလဲရှောက်ဖို့လွယ်တယ်ဒါပေမဲ့ရွေးရမရွေးရတော့သူတို့ပိုင်မလို့ရှောက်တာတော့ကိုယ်ပိုင်လေဒီ app ကPay App Store နဲ့ Google Play Store မှာလည်း free download လုပ်လို့ရတယ်။ဒီပူကောင်းတဲ့ချက်ကဗျာဒီ account ဖွင့်တာအလုပ်ရှာတာအိမ်ရှာတာရစအများကြီးရှက်လုပ်စရာမလိုဘူး။ step နည်းနည်းပဲမြင်မြင်ရှင်းလုပ်လို့ရတော့တော်တော်လေးစင်ပြေ။တော်တော်လေးသုံးတဲ့ချက်ကဗျာ CV form ကို account နဲ့ဖြည့်ထားတယ်။ပြီးအလုပ်ရှောက်မယ်ဆိုရင် CV form ကိုဖြည့်ထားတဲ့ဟာနဲ့ resume လုပ်ပြီးရှောက်လိုက်အောင်လို့လို့ဒီ။အဲဆိုတော့လေအခု iOS app ကနေအခု campaign နဲ့လုပ်နေတို့ဒီမှာအခု app ကိုတုံးနေဆိုရင်ဒီ app ရဲ့ user name ကောင်းကိုဗျာ Facebook ကသူတို့ post အောင်မှာမှတ်ပြီးရင် campaign post ကို public နဲ့ share ပြီးမှဂျပန်နဲ့ပတ်သက်တဲ့စုတောင်းလေးကို caption မှာရေးပြီး share လိုက်ပြီးတော့ဥပမာဂျပန်ကောင်လေးရချင်တယ်ဆိုတော့အမေဂျပန်ရောက်ချင်တယ်ပါညာအဲ့လိုမျိုးလေးမှတ်ပြီး share လုပ်နေအမှစုရမယ်တသိန်းစုက2ယောက်9000စုက2ယောက်ဆိုတော့စုအောင်ကိုဂျပန်နဲ့စိတ်ဝင်စားရဗျာဒီမှာတည်င်းနေလည်းဖတ်လို့မယ်အိမ်နဲ့ရှောက်လာမယ်ကန်တူကိုခွင့်ရတဲ့ရှိရဆိုတော့စမ်းကြည့်ကျွန်တော်အခုတကယ်တော့အဆင်ပြေလို့ကျွန်တော်ပြန် share ပေးရဆိုတော့ see you don't you